video သင်ခန်းစာတွေကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီ video မှာသင်ပြပေးမယ့်သင်ခန်းစာကတော့ Grade 12 English Year Unit 3စာပိုင်ရှင်းလင်းချက်တွေရဲ့အပိုင်း2ဖြစ်ပါတယ် Refined foods are highly processed foods ပြန်လည်တန်းတင်ထားတဲ့အစားအစာတွေကတော့လွန်ကဲစွာပြည်ပြင်ထားတဲ့အစားအစာတွေဖြစ်တဲ့ highly processed foods ကိုသူကပြီးတော့ပြန်ပြီးရှင်းထားတယ်နော် Foods that have been stripped of their original nutrient content and fiber foods အစားအစာတွေဖြစ်တဲ့ that have been stripped of ဖယ်ရှားခံလိုက်ရတဲ့အစားအစာတွေဖြစ်တဲ့ stripped of ဆိုတာဒီမှာဖယ်ရှားခံလိုက်ရတာနော်ဖယ်ရှားလိုက်တာ their original nutrient content သူတို့ရဲ့ original ဆိုတာမူလ nutrient ကအာဟာရ content ဆိုတာကပမာဏအတိုင်းတာပြောတာဒါကြောင့်သူတို့ရဲ့မူလအာဟာရပမာဏတွေနဲ့ fiber ဆိုတာကအမြင်တက်တွေเนาะဒါတွေကိုဖယ်ရှားခံထားတဲ့အစားအစာတွေဖြစ်ပါတယ်တဲ့ Examples of these foods include white flour, white rice, table sugar, and high fructose corn syrup. Examples of these foods ဒီလိုအစားအစာနမူနာတွေကတော့ include ပါဝင်တယ်ဘယ်လိုဒီလိုအစားအစာဆိုတာဘာတွေပြောရလဲဆိုတော့ refined foods တွေပြောတာเนาะပြန်လည်တန်းတင်ထားတဲ့အစားအစာတွေပြောတာအဲ့မှာဘာတွေပါလဲဆိုတော့ white flour ဂျုံပြူတွေ white rice စံပြူတွေเนาะဂျုံဆိုလဲသူကဖြူနေအောင်လို့ပြန်ပြီးတော့ပြင်ထားတာစံဆိုလဲသူကဖြူဖြူဖွေးဖွေးလေးဖြစ်အောင်လို့ပြန်ပြီးတော့ပြုပြင်ထားတာเนาะဒီလိုပြောတာပြီးတော့ table sugar တပွဲတင်တကြားတွေ high fructose corn syrup เนาะ high fructose ဆိုတာကတကြားတဲ့တွေများစွာပါတာလွန်ကဲစွာပါနေတာ corn syrup ဆိုတာကဒီပြောင်းတကြားရည်ပြောတာเนาะတကြားတဲ့များစွာပါတယ်ဒီပြောင်းတကြားရည်တွေเนาะတပွဲတင်တကြားတွေပြီးတော့စံပြူတွေဂျုံပြူမှုန့်တွေเนาะဒါဒီလိုအစားအစာတွေပါဝင်ပါတယ်တဲ့เนาะအပေါ်ကပြန်လည်တန်းတင်ထားတဲ့အစားအစာတွေထဲမှာ They are not good for our health because essential nutrients are lost in food processing. They are not good for our health. ဒါသူတို့ကတော့ကျွန်တော်တို့ရဲ့ကျန်းမာရေးအတွက်မကောင်းပါဘူး because ဘာကြောင့်လဲဆိုတော့ essential nutrients are lost. မရှင်းဖြစ်လို့တဲ့အာဟာရဓာတ်တွေကတော့ဆုံးရှုံးထားတယ် in food processing. အစားအစာပြုပြင်တဲ့နေရာမှာမရှင်းဖြစ်လို့တဲ့အာဟာရဓာတ်တွေကဆုံးရှုံးထားလို့ပဲဖြစ်ပါတယ်တဲ့ Also, high cholesterol foods such as fried foods, full-fat dairy products, and red meat are linked to a higher risk of heart disease. Also, high cholesterol foods. Cholesterol မြင့်တဲ့အစားအစာတွေလည်းပဲเนาะ such as ကဲ့သို့သောဘယ်လိုတွေလဲဆိုတော့ fried foods ကြော်ထားတဲ့အစားအစာတွေ full-fat dairy products မလိုင်ပြည့်ပါတဲ့နူးတဲ့ပစ္စည်းတွေ and red meat ရေသောအသားတွေเนาะဒီလိုအစားအစာတွေကတော့ are linked ဆက်နွယ်နေတယ်။ဘာနဲ့ဆက်နွယ်နေရလဲဆိုတော့ to a higher risk မြင့်မားတဲ့အန္တရာယ်နဲ့ heart disease နှလုံးရောဂါရရှိမှုရဲ့မြင့်မားတဲ့အန္တရာယ်နဲ့နော်နှလုံးရောဂါဖြစ်ပွားနိုင်မှုရဲ့မြင့်မားတဲ့အန္တရာယ်နဲ့ဆက်နွယ်နေပါတယ်တဲ့အပေါ်ကပြောထားတဲ့အစားအစာတွေက high cholesterol foods တွေပေါ့နော် fried foods တွေနော်ကြော်ထားတဲ့အစားအစာတွေမလိုင်ပြည့်ပါတဲ့နူးတဲ့ပစ္စည်းတွေနေရတဲ့အသားတွေနော်ဒီလိုမျိုး cholesterol မြင့်တဲ့အစားအစာတွေကနှလုံးရောဂါဖြစ်ပွားနိုင်တဲ့အန္တရာယ်နဲ့နော်ဆက်နေပါတယ်တဲ့ These foods are bad for us because they contain saturated fat. These foods ဒီစားစာတွေကတော့ are bad for us ကျွန်တော်တို့အတွက်မကောင်းပါဘူးတဲ့ because ဘာကြောင့်လဲဆိုတော့ they contain saturated fat သူတို့မှာပြည့်ဝစီတွေပါဝင်လို့ဖြစ်ပါတယ်တဲ့ Therefore ဒါကြောင့် we must be careful to avoid consuming foods high in sodium, fat, sugar and cholesterol. Therefore ဒါကြောင့် we must be careful ကျွန်တော်တို့ဂရုစိုက်ကြရမယ် to avoid consuming စားသုံးတာကိုရှောင်ရှားဖို့အတွက် foods high in sodium နော် high ဆိုတာမြင့်တဲ့အစားအစာတွေဘာတွေမြင့်နေလဲဆိုတော့ sodium ဓာတ်တွေ fat အဆီတွေ sugar တကြားတွေနဲ့ cholesterol တွေမြင့်တဲ့ cholesterol မြင့်တဲ့အစားအစာတွေကိုစားသုံးတာကိုရှောင်ရှားဖို့အတွက်ကျွန်တော်တို့ဂရုစိုက်ရပါမယ်တဲ့ Nutrition is closely related to the environment. Nutrition အာဟာရကတော့အာဟာရဓာတ်ကတော့ is closely related နီးကပ်စွာဆက်စပ်နေပါတယ် to the environment ပတ်ဝန်းကျင်နဲ့နီးကပ်စွာဆက်စပ်နေပါတယ်တဲ့ If national institutions and local communities fail to protect the environments around them. If national institutions နိုင်ငံနဲ့ဆိုင်တဲ့အဖွဲ့အစည်းတွေရဲ့ local communities ဒေသတွင်းလူအဖွဲ့အစည်းတွေကတဲ့ fail to protect ကာကွယ်ဖို့ပျက်ကွက်မယ်ဆိုရင်ဘာလို့လဲဆိုတော့ the environments around them သူတို့ရဲ့ဝန်းကျင်မှာရှိနေတဲ့ပတ်ဝန်းကျင်ကိုနော်ကာကွယ်ဖို့ပျက်ကွက်နေမယ်ဆိုရင်ဒါဆိုရင်နော်သူတို့ကကာကွယ်ဖို့ပျက်ကွက်မယ်ဆိုရင်ဘာတွေဖြစ်မလဲဆိုတော့ဆရာတို့နံပါတ်4မှာစကားစုလေးတစ်ခုနဲ့ဖြည့်ပေးရမယ်
ဒါကြောင့်ကွက်လက်ထဲမှာဖြေရမယ့်ဖြေရ exercise comprehension A ရဲ့ နံပါတ် C ဖြစ်တဲ့ their hopes of thriving in the long run will be dashed ဖြစ်ပါတယ်။ their hopes သူတို့ရဲ့မျှော်လင့်ချက်တွေ thriving ကြီးပွားချမ်းသာခြင်းနဲ့မျှော်လင့်ချက်တွေ in the long run ရေရှည်မှာကြီးပွားချမ်းသာခြင်းနဲ့မျှော်လင့်ချက်တွေကတော့ will be dashed ပြည့်သွားလိမ့်မယ်ပျက်စီးသွားလိမ့်မယ်ဒီလိုပြောတာနော် thriving ဆိုတဲ့အဓိပ္ပာယ်ကအောင်မြင်တိုးတက်တာကြီးပွားချမ်းသာတာဒီလိုအဓိပ္ပာယ်ရတယ်။ဒါကြောင့်သူကတွဲပြီးဘာသာပြန်တဲ့အခါမှာဆိုရင်နိုင်ငံနဲ့ဆိုင်တဲ့ဖွဲ့စည်းတွေနဲ့ဒေသတွင်းလူဖွဲ့စည်းတွေကသူတို့ရဲ့ပတ်ဝန်းကျင်မှာရှိနေတဲ့ပတ်ဝန်းကျင်ကိုကာကွယ်ပေးဖို့ပျက်ကွက်ကြမယ်ဆိုရင်ရေရှည်မှာကြီးပွားချမ်းသာဖို့အတွက်သူတို့ရဲ့မျှော်လင့်ချက်တွေကတော့ will be dashed ဆိုတာကပျက်စီးသွားပါလိမ့်မယ်တဲ့။ Also the human world will suffer from food insecurity. Also the human world လူသားကဘာကြီးရလဲတဲ့ will suffer ခံစားကြရလိမ့်မယ် from food insecurity အစားအစာလုံခြုံဘေးကင်းမှုမရှိတာကိုခံစားကြရလိမ့်မယ်တဲ့ Forests bring many benefits to the human world. Forests တတော်ရလည်း bring many benefits အကျိုးကျေးဇူးအများပြားကိုယူဆောင်လာပါတယ်တည်ဆောင်လာပါတယ် to the human world လူသားကဘာကြီးကိုလူသားကဘာကြီးအတွက်အကျိုးကျေးဇူးအများပြားကိုတည်ဆောင်လာပါတယ်တဲ့Being a haven of biodiversity, forests are an excellent source of foods, such as mushrooms, bamboo shoots, nuts, berries, leaves, and tubers. Being a haven of biodiversity, H-E-V-N heaven, heaven ဆိုတာကနေထိုင်ရာနေရာကုန်းခိုရာနေရာဒါကြောင့်ဇီဝမျိုးကွဲတွေနေရာဖြစ်သော forests တတော်တွေကတော့ are an excellent source of foods အလွန်ကောင်းသောအစားအစာအရင်းမြစ်တွေဖြစ်ပါတယ် such as ကဲ့သို့သောဘယ်လိုအစားအစာအရင်းမြစ်တွေလဲဆိုတော့ mushrooms မိုးတွေ bamboo shoots ညစ်ဆိုတွေ nuts အခွန်မာသီးတွေ berries သီးတွေ leaves အရွက်တွေ tuber ဆိုတာကတိတ်ဥတွေတိတ်ဥတပူလိုမျိုးအစားအစာတွေဒီလိုမျိုးအစားအစာတွေအတွက်တတော်တွေရတဲ့အလွန်ကောင်းတဲ့အစာအရင်းမြစ်တွေဖြစ်ကြပါတယ် Deforestation will lead to loss of biodiversity and loss of nutrition for many local communities. Deforestation တတော်ပြုန်းတီးမှုကလည်း will lead ဥတီဖြစ်ပေါ်စေတယ်။ဘာလို့ဖြစ်ပေါ်စေရလဲဆိုတော့ loss of biodiversity ဇီဝမျိုးကွဲတွေဆုံးရှုံးမှုတွေ loss of nutrition အာဟာရဓာတ်ဆုံးရှုံးမှုတွေfor many local communities ဒေသတွင်းလူဖွဲ့စည်းအတွက်ဒါကြောင့်တတော်ပြုန်းတီးမှုကတော့ဒေသတွင်းလူဖွဲ့စည်းအတွက်ဇီဝမျိုးကွဲဆုံးရှုံးမှုတွေနဲ့အာဟာရဆုံးရှုံးမှုတွေကိုဥတီဖြစ်ပေါ်စေပါလိမ့်မယ်တဲ့ The root cause of environmental damage is pollution. The root cause အရင်းခံအကြောင်းတရား of environmental damage ပတ်ဝန်းကျင်ပျက်စီးမှုရဲ့အရင်းခံအကြောင်းတရားကတော့ is pollution ညစ်ညမ်းမှုဖြစ်ပါတယ်တဲ့ Air, water, and soil pollutants are causing adverse effects on plants, animals, and humans as well. Air, water, and soil pollutants လေရေနဲ့မြေဆီလွှာညစ်ညမ်းစေသောအပစ္စည်းတွေဒါတွေကတော့ are causing ဖြစ်ပေါ်စေပါတယ် adverse effects မကောင်းသောအကျိုးသက်ရောက်မှုတွေကိုဖြစ်ပေါ်စေတယ်ဘယ်တွေပေါ်မှာလဲဆိုတော့ on plants, animals, and humans as well အပင်တွေတိရစ္ဆာန်တွေနဲ့လူသားတွေပေါ်မှာလည်းပဲမကောင်းတဲ့အကျိုးသက်ရောက်မှုတွေကိုဖြစ်ပေါ်စေပါတယ် Moreover, environmental damage and loss of biodiversity adversely affect diet, nutritional value, and health. Moreover, ဒါအပြင် environmental damage ပတ်ဝန်းကျင်ဆိုင်ရာပျက်စီးမှုနဲ့ loss of biodiversity ဇီဝမျိုးကွဲတွေဆုံးရှုံးမှုကတော့တဲ့ adversely affect ဆိုးရွားထိခိုက်မှုရှိနိုင်ပါတယ်ဘယ်ပေါ်တွေမှာလဲဆိုတော့ diet အစားအစာပေါ်မှာ nutritional value အာဟာရတန်ဖိုးတွေနဲ့ health ကျန်းမာရေးပေါ်တွေမှာဆိုးရွားထိခိုက်မှုရှိနိုင်ပါတယ်တဲ့ဒါဆိုရင်ဒီကြောင်းလုံးပြောမယ်ဆိုရင်ပတ်ဝန်းကျင်ဆိုင်ရာပျက်စီးမှုတွေဇီဝမျိုးကွဲဆုံးရှုံးမှုတွေကအစားအစာအာဟာရတန်ဖိုးနဲ့ကျန်းမာရေးတွေပေါ်မှာဆိုးရွားထိခိုက်မှုရှိနိုင်ပါတယ်တဲ့ Thanks to recent research on nutrition, we come to know that environmental deterioration can cause nutrition-related health problems such as malnutrition and infectious diseases. Thanks to recent research on nutrition, recent ဆိုတာကမကြာသေးမီကပြုလုပ်ထားတဲ့အာဟာရဆိုင်ရာသုတေသနတွေရဲ့ကျေးဇူးကြောင့်နဲ့ we come to know that ကျွန်တော်တို့သိလာပါတယ်ဘာတွေသိတာလဲဆိုတော့ environmental deterioration ပတ်ဝန်းကျင်ဆိုင်ရာယိုယွင်းပျက်စီးမှုကတော့ can cause ဖြစ်စေနိုင်တယ်ဆိုတဲ့အကြောင်းကိုသိလာပါတယ်ဘာတွေဖြစ်စေနိုင်လဲဆိုတော့ nutrition related health problems အာဟာရနဲ့ဆက်နွယ်တဲ့ကျန်းမာရေးပြဿနာတွေ
အဲ့ဒါကိုလည်းသူကပြန်ပြီးရှင်းပြထားတယ် such as ကဲသို့တော့လေဘယ်လိုပြဿနာတွေလဲဆိုတော့ malnutrition အာဟာရချို့တဲ့မှုတွေ and infectious diseases ကူးစက်နိုင်တဲ့ယောဂါတွေဒီလိုမျိုးအာဟာရနဲ့ဆက်ဆက်နေတဲ့ကျန်းမာရေးပြဿနာတွေကိုဖြစ်စေနိုင်ကြောင်းကိုလည်းကျွန်တော်တို့သိလာပါတယ်တဲ့။ဘာဖြစ်စေနိုင်တာလဲဆိုတော့ environmental deterioration ဆိုတဲ့ပတ်ဝန်းကျင်ဆိုင်ရာယိုယွင်းပျက်စီးမှုဟာဖြစ်စေနိုင်တယ်ဆိုတဲ့အကြောင်းကိုသိလာပါတယ်တဲ့။ In conclusion, diet and nutrition are the very vivid life-sustaining forces of all living things and the keystone of good health. In conclusion, ဒီကုန်းချုပ်အနေနဲ့ပြောရမယ်ဆိုရင် diet and nutrition အစားအစာနဲ့အာဟာရတော့ are the very vivid လုံးအခြေခံကြသော life-sustaining forces အသက်ကိုအားဖြစ်ပေးတဲ့အင်အားတွေဖြစ်ပါတယ်တဲ့ of all living things သက်ရှိရာအားလုံးအတွက်နော်ဒါသက်ရှိရာအားလုံးရဲ့အသက်ကိုအားဖြစ်ပေးတဲ့အလုံးအခြေခံကြတဲ့အင်အားတွေဖြစ်ပါတယ်တဲ့ and ပြီးတော့ the keystone of good health ကျန်းမာရေးကောင်းခြင်းရဲ့အဓိကသောချက်ဖြစ်ပါတယ်တဲ့ In addition, they must be taken into consideration in the environmental context. In addition, ဒါအပြင် they must be taken into consideration. သူတို့ကိုထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်တဲ့ In the environmental context. ပတ်ဝန်းကျင်ဆိုင်ရာအခြေအနေတွေပါနော်ထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်တဲ့ A nutritious diet အာဟာရရှိတဲ့အစားအစာသူအာဟာရရှိတဲ့အစားအစာကို noun in possession နဲ့သူကပြန်ပြီးရှင်းထားတဲ့သဘောဖြစ်တယ် A nutritious diet ဆိုတာကဘာလဲဆိုတာကိုသူကအကျယ်တဝန်းပြန်ပြီးရှင်းမှာဖြစ်တယ်ဒါကြောင့်ဆရာတို့ exercise ထဲက number B နဲ့ဖြည့်ပေးရမှာဖြစ်တယ် which is necessary မရှိမဖြစ်လိုအပ်တဲ့အရာ for the survival အသက်ရှင်သန်မှုအတွက်နော်ပြီးတော့ healthy development of human beings လူသားတွေရဲ့ကျန်းမာရေးဖွံ့ဖြိုးမှုအတွက်မရှိမဖြစ်လိုအပ်တဲ့အရာဖြစ်သောအာဟာရပြည့်ဝသောအစားအစာအဲ့ဒီအာဟာရရှိတဲ့အစားအစာဆိုတာကတော့တဲ့ also depends on မူတည်နေပါတယ် on the environmental policy of the governments အစိုးရရဲ့ပတ်ဝန်းကျင်ဆိုင်ရာမူဝါဒတွေပေါ်မှာလည်းမူတည်နေပါတယ်တဲ့ဘယ်ဟာမူတည်ရလဲဆိုတော့အရှိရာ a nutritious diet ဆိုတဲ့အာဟာရပြည့်ဝတဲ့အစားအစာကတော့တဲ့နော်အဲ့ဒီပေါ်မှာလည်းမူတည်နေပါတယ်ဒါဆိုရင် unit 3ရဲ့စာပိုင်ရှင်းလင်းချက်တွေပြီးသွားပါပြီအားလုံးကျေးဇူးတင်ပါတယ်